ကျောင်းစာတွေကိုပြန်သင်ပေးတာမျိုးမဟုတ်ဘဲနဲ့အသစ်သင်တာမျိုးပဲလိုချင်တယ်ဒီလိုမျိုးမိဘတွေရှိကြလားဆိုတော့အဓိကကဒီလိုမျိုးဆရာဆရာမတွေလာစုံစမ်းတဲ့အခါမျိုးပါပေါ့နော်မှားယွင်းကြနေတဲ့ပြုမှုကတော့ဒါစာအသစ်ကိုသင်စေချင်တာလားဒါမှမဟုတ်လေသင်ပြီးသားဟာမျိုးပြန်လုပ်ပေးစေချင်တာလားပေါ့ဒီနေရာမှာပုံစံလေးတွေနဲ့ကြွားချနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့မခေါ်ခင်ပေါ့နော်အဲ့ဒီနှစ်ချက်ကို꿰အောင်လုပ်ပြီးတော့မှပဲစာသစ်လေးသင်ခိုင်းချင်တာလားဒါမှမဟုတ်လေအသင်မိသားလေးတွေပဲပြန်လုပ်ပေးစေချင်တာလားပေါ့နှမျိုးစလုံးကိုတွားပြီးတော့ပေါင်းပြီးတော့လုပ်တာမျိုးတွေလည်းရှိတယ်ပေါ့နော်ဒီလိုမျိုးလေးတည်ထားတော့မှဆရာဆရာမဘက်ကလည်း request လုပ်ပြီးတော့မှပေါ့နော်ဘယ်လိုပုံစံမျိုးလေးတွားပေးပါကလေးကိုလည်းဒီလိုမျိုးမျိုးလေး train ပေးပါပေါ့စသဖြင့်အဲ့လိုမျိုးလေးပြောကြားပေးလို့ရမှာဖြစ်ပါတယ်ဆိုတော့အဓိကကမိဘတွေအတွက်ပေါ့နော်တချို့ကျတော့လည်းဒါအကြောင်းကစာတွေကကလေးအတွက်ကအဆင်ပြေနေတယ်ဒါပေမဲ့ကြိုပြီးတော့မှသူတို့သင်ကျင်တယ်ဆိုလို့ရှိရင်လည်းဒါလုပ်လို့ရတယ်ဆိုတာလေးကိုသိစေချင်တာပါအဲ့လိုမျိုးသင်တဲ့အပိုင်းကျတော့ဒါ teacher ခေါ်ရမယ့်အပိုင်းပေါ့နော် teaching ပိုင်းကိုပဲတည်တဲ့ပိုင်းနေတဲ့ဆရာဆရာမတွေကိုခေါ်ပြီးတော့မှသင်ရတာမျိုးဖြစ်ပါတယ်ဆိုတော့အဲ့လိုမျိုးလေးတွေခေါ်ခြင်းနဲ့ကြိုပြီးတော့မှသင်ခြင်းနဲ့ဆိုတော့မိဘတွေရှိတယ်ဆိုလို့ရှိရင်ဆရာဆရာမတွေလည်းအဆုံးစမ်းလို့ရပါတယ်ခင်ဗျာ